အင်္ဂါနေ့မွေးသူများအတွက်2026ခုနှစ်6လပိုင်း8ရက်နေ့မှ14ရက်နေ့ထိတပတ်စာမြန်မာရိုးရာပေတင်ဟောစာတမ်းဒီတပတ်မှာအင်္ဂါနေ့မွေးသူတွေအတွက်စူးစမ်းထားသမျှအရာတွေအကျိုးရလက်ကောင်းတွေပြန်လည်ရရှိလာနိုင်တဲ့အချိန်ဖြစ်ပါတယ်။စိတ်တက်ကြွပြီးအခွင့်အရေးသစ်တွေကိုဖန်ဆုပ်နိုင်မဲ့ကာလတစ်ခုပါ။အင်္ဂါနေ့မွေးသူများအတွက်အလုပ်စီးပွားရေးကတော့လုပ်ငန်းခွင်မှာအရေးကြီးတဲ့တာဝန်တွေရရှိလာနိုင်ပါတယ်။မိမိရဲ့အရေးချင်းကိုပြသခွင့်ရမယ့်အချိန်ဖြစ်ပြီးလူကြီးသူမတွေရဲ့အတိမတ်ပြုမှုကိုရရှိနိုင်ပါတယ်။စီးပွားရေးလုပ်ငန်းများတွင်အယောင်းဝယ်ကောင်းမွန်လာနိုင်ပါတယ်။အင်္ဂါနေ့မွေးသူများအတွက်ငွေကြေးကံကတော့ငွေဝင်ကံကောင်းနေပြီးဝင်ငွေတိုးလာနိုင်ပါတယ်။အရင်ကမရသေးတဲ့ငွေကြေးတချို့ပြန်လည်ရရှိနိုင်ပေမဲ့အသုံးစရိတ်ကိုစနစ်တကျထိန်းချုပ်ဖို့လိုအပ်ပါတယ်။အင်္ဂါနေ့မွေးသူများအတွက်အခြေရေးကတော့စိတ်ငုံတွေအတွက်စိတ်ဝင်စားဖွယ်ကောင်းတဲ့လူတစ်ယောက်နဲ့ဆုံတွေ့နိုင်ပါတယ်။ချစ်သူရှိသူတွေကတော့နားလည်မှုတွေပုံမခိုင်မာလာပြီးပျော်ရွှင်စရာအချိန်တွေကိုဖြတ်တန်းရနိုင်ပါတယ်။အင်္ဂါနေ့မွေးသူများအတွက်ကျန်းမာရေးကတော့သွေးပေါင်တက်ခြင်း၊ခေါင်းကိုက်ခြင်းနဲ့အပူကြောင့်ဖြစ်တဲ့ဝေဒနာတွေကိုသတိထားပါ။ရေများများတောက်ပြီးလုံလောက်စွာအနားယူပါ။အင်္ဂါနေ့မွေးသူများအတွက်ရှောင်ရန်ကတော့ဒေါသနဲ့စကားပြောခြင်း၊ငွေကြေးအာမခံပေးခြင်းအလင်းစလိုဆုံးဖြတ်ချက်ချခြင်းတို့ရှောင်ပါအင်္ဂါနေ့မွေးသူများအတွက်ဆောင်ရန်ကတော့အင်္ဂါနေ့တွင်နီယောင်ပန်းလှူဒန်းမှာတက်ကြီးရွယ်ဦးများကိုကူညီပါအနီရောင်အသုံးဆောင်လေးများဆောင်ထားပါကံကောင်းစေသောအယောင်အနီရောင်ပန်းရောင်တို့ဖြစ်ပါတယ်ကံကောင်းစေသောကဏ္ဍတွေကတော့369ကဏ္ဍတို့ဖြစ်ပါတယ်ကံကောင်းစေသောနေ့တွေကတော့ကြာသပတေးနေ့မှာကံကောင်းစေပါတယ်ဒီတစ်ပတ်မှာမိမိကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ရှေ့ဆက်နိုင်ရင်အောင်မြင်မှုနဲ့ကံကောင်းခြင်းတွေရရှိလာနိုင်ပါတယ်အခုလိုတပတ်စာပေတင်ဟောချက်တွေကိုအမြဲကြည့်ရှုခြင်းရင် like follow လုပ်ထားဖို့မမေ့နဲ့နော် subscribe လည်းလုပ်ပေးခဲ့ပါဦး